Hello ဒါကလာဦးတီတူ vlog လေးပါမနေ့တစ်ပိုင်းကိုပြေးလာပြီးဆိုင်ရှောက်ပြီးတော့နေ့လယ်စာကိုဒီ coffee ဆိုင်လေးမှာဝင်စားတာပေါ့နော်သူကအထဲမှာလေ indoor outdoor ရှိပြီးတော့တော်တော်ကြီးကိုကျဲတယ်မီနူးတွေလည်းစုံပြီးတော့စားတာအဆင်ပြေပေါ့နော်ပြီးရင်တော့ဒါ hotel ပြန်ဖို့ပဲစီစဉ်ထားတာဒါပေမဲ့အဲ့လယ်မှာတွေ့ရတဲ့ကြောင်လေးကလေမြန်မာကြောင်နဲ့တော်တော်တူပဲတပုံစံနဲ့ပဲပြီးရင်အဲ့ပြန်တဲ့လမ်းမှာပဲဒီလောင်နိုင်ငံရဲ့အထင်ကြီးအားပေါ့နော်ဒီလိုရဲ့ video တွေမှာနုမှန်းရှိရဲဆိုတော့အဲ့ဒါလေးဝင်ကြည့်ဖြစ်ပါတယ်သူကလေညနေဆောင်လောက်လာရင်တော့ပို့ပြီးတော့အဆင်ပြေတယ်နေအေးအေးလေးနဲ့ရှောက်ကြည့်ရတာပို့ပြီးတော့လူတက်တာရပေါ့နော်ရမင်းသွားတဲ့အချိန်ကတော့နေ့လယ်ပိုင်းတော့ဖြစ်နေတော့နေတော့ပြင်းတယ်ညဘက်ဆိုရင်ဒီရေပန်းတွေကလည်းမီးအောင်ဆုံးဖွင့်ပေးရဆိုတော့ပို့ပြီးတော့လှရပေါ့နော်ပြီးတော့အဲ့ဟိုတယ်ပဲပြန်ပြီးနားလိုက်ပါတယ်ဒါကညဘက်ထွက်ပြီးအစာရှာထွက်တာပေါ့နော်အမှမုံစီတန်းလေးရှိရဲဒါဟိုတယ်နားမုံစီတန်းလေးပဲသူကလည်းတော်တော်ကိုစုံတယ်အဲ့ဒီမှာအကြိုက်ဆုံးကတော့ဒီဆယ်မွန်နဲ့အမဲသားကင်ပဲအမဲသားကင်ကလေတော်တော်မှစားကောင်းတာပါလာကိုရောက်တယ်ဒီမုံစီတန်းဝင်ဖြစ်တယ်ဆိုရင်တော့လေအဲ့အမဲသားကင်ကို try ဖို့အကြံပေးခြင်းတယ်သူကမာလာအမှုန့်နဲ့လည်းဖြူပေးရပေါ့နော်ဆိုတော့အဲ့မာလာအမှုန့်နဲ့ဟာကိုစားခဲ့ရတော်တော်ကြီးကိုစားလို့ကောင်းတယ်ဟိုပြောနေတာပြန်စားချင်လာရပေါ့နော်ပြီးရင်တော့ဒီဆယ်မွန်ငပြားရေးစိမ့်လေးဝယ်ပြီးတော့ပဲပြန်ခဲ့ပါတယ်ဒီတူ vlog လေးကတော့ဒီလောက်ပါပဲဆုံးကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်bye bye